ရှင်နိုင်ခွင့်ရဲ့ယနေ့အထိရဲ့ဒီနိုင်ခွင့်ရဲ့ဒါတွေကုန်လုံးသခင်ကျေးဇူးတော်ပဲကွယ်ကပို့ဆောင်ပေးခဲ့သခင်ရဲ့ဒုက္ခပြဿနာကျန်တဲ့သူပေါင်းဖျက်ရှင်ကောင်းကြီးပေးပါစေ